ကမ္ဘာချမ်းသာသူတွေကတရားလူအများစုမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့အရာတွေကိုအကောင့်တွေဖော်နေတဲ့သူတရက်စစ်ကားတွေအင်္ဂါရင်တွေ AI နည်းပညာတွေကိုပြောင်းလဲပစ်ခဲ့တဲ့သူကတော့ Elon Musk ဖြစ်ပါတယ်။ဒါပေမဲ့ Elon Musk ဟာမွေးကလေးကအောင်မြင်ခဲ့တဲ့သူမဟုတ်ပါဘူး။အရှုံးတွေဝေဖန်မှုတွေဒေဝါလီခံလိုနီးမှဖြစ်ခဲ့တဲ့အချိန်ကိုဖျက်ဆီးပြီးမှဒီနေ့ရဲ့ Elon Musk ဆိုတာဖြစ်လာခဲ့တာပါ။ဒီဗီဒီယိုမှာ Elon Musk ရဲ့ဘဝဆက်ကြောင်းနဲ့သူ့စီကနေတင်ယူနိုင်မဲ့အောင်မြင်မှုသင်ခန်းစာတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ Elon Musk ကို1982ခုနှစ်ဇွန်လ28ရက်နေ့မှာဆောင်းအာဖရိကနိုင်ငံပက်တိုရီးယားမြို့မှာမွေးဖွားခဲ့ပါတယ်။ကလေးဘဝကလေးကစာဖတ်ရတာကိုအရင်နှစ်သက်ခဲ့သူဖြစ်ပါတယ်။တနေ့ကိုနိုင်ပေါင်းများစွာစာဖတ်လေးရှိပြီးသိပ္ပံနည်းပညာနဲ့အာဃာတအကြောင်းတွေကိုအထူးစိတ်ဝင်စားခဲ့ပါတယ်။အသက်12နှစ်အရွယ်မှာတော့ကိုရိုင်းကွန်ပျူတာ programming ကိုသင်ယူပြီးဗီဒီယိုဂိမ်းတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်။အဲဒီဂိမ်းကိုရောင်းချပြီးသူ့ရဲ့ပထမဆုံးဝင်ငွေကိုရရှိခဲ့ပါတယ်။ဒီနေရာမှာသင်ခန်းစာတစ်ခုရှိပါတယ်။ RV နဲ့သူတွေကအချိန်ဖြုံးနေတာထက်သူတို့စိတ်ဝင်စားတဲ့အရာတွေကိုအမြဲလေးလာနေကြရဲဆိုတာပါပဲ။အသက်18နှစ်အရွယ်မှာဆောက်အာဖရိကကနေကနေဒါကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီနောက် University တက်ပြီးပညာသင်ခဲ့ပြီးမြဲသူ့ရဲ့အိမ်မက်ကအလုပ်ကောင်းကောင်းရဖို့မဟုတ်ပါဘူး။သူ့ရဲ့အိမ်မက်ကကဘာကြီးကိုပြောင်းလဲပေးနိုင်မဲ့လုပ်ငန်းတွေတည်ထောင်နိုင်ဖို့ပဲဖြစ်ပါတယ်။1995ခုနှစ်မှာသူ့အကွန်နဲ့ Zip2 ဆိုတဲ့ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပါတယ်။အစားပိုင်းမှာဂိမ်းမရှိလို့ရုံးထဲမှာပဲအိတ်ခဲ့ရတဲ့နေ့တွေရှိခဲ့ပါတယ်။ရေချိုးကိုချင်းကိုတွားရတဲ့အချိန်တွေတော့ရှိခဲ့ပါတယ်။ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး။နောက်ပိုင်း Zip2 ကိုဒေါ်လာ300ကျော်နဲ့ရောင်းချနိုင်ခဲ့ပါတယ်။လူအများစုကဒီလောက်ပတ်စံရသွားရင်နားသားကြမှာပါ။ဒါပေမဲ့ Elon Musk ကတော့မနားခဲ့ပါဘူး။သူရဲ့ 8.com ဆိုတဲ့ online banking ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပါတယ်။အဲဒီကုမ္ပဏီကနောက်ပိုင်းပေးပဲဖြစ်လာခဲ့ပါတယ်။ပေးပဲကို eBay ကဝယ်ယူလိုက်တဲ့အခါ Elon Musk ကဒေါ်လာတန်းပေါင်းများစွာရရှိခဲ့ပါတယ်။ဒီအချိန်မှာသူ့ဘဝကိုသူတက်တောင့်တက်တာဖြတ်တန်းလို့ရနေပါပြီ။ဒါပေမဲ့သူ့ရဲ့ရည်မှန်းချက်ကပတ်စံရှာဖို့တက်မဟုတ်ခဲ့ပါဘူး။ Elon Musk ရဲ့အကြီးမားဆုံးအိမ်မက်ကလူသားတွေကိုအင်္ဂါချိုပေါ်ရအောင်ပို့ပေးဖို့ဖြစ်ပါတယ်။အဲဒီအတွက်2002ခုနှစ်မှာ SpaceX ကိုတည်ထောင်ခဲ့ပါတယ်။လူတော်များများကသူ့ကိုယူနေတယ်လို့ပြောကြပါတယ်။ဘာလို့လဲဆိုတော့အာဃာတရေလွတ်တင်တာကအစိုးရတွေပဲလုံနိုင်တဲ့အလုပ်လို့ယုံကြည်ထားကြလို့ပါ။ဒါပေမဲ့ Elon Musk ကမဖြစ်နိုင်ဘူးဆိုတဲ့စကားကိုမယုံခဲ့ပါဘူး။ SpaceX ရဲ့ပထမဆုံး rocket 3 စင်းစလုံးကြာရှုံးခဲ့ပါတယ်။ပိုက်ဆံတွေလည်းအကုန်လုံးဒီပါဖြစ်သွားခဲ့တယ်။တကမ္ဘာလုံးကဝေဖန်နေကြတဲ့အချိန်မှာစတုဒ္ဒအကျိ rocket 3လွတ်တင်မှုမှာအောင်မြင်ခဲ့ပါတယ်။အဲဒီအောင်မြင်မှုက SpaceX ကိုကယ်တင်ခဲ့ပြီးဒီနေ့မှာတော့ကမ္ဘာအကြီးမားဆုံးအာကာသနည်းပညာကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။ SpaceX နဲ့တစ်ချိန်တည်းမှာပဲ Tesla မှာလည်းရင်းနှီးမြှုပ်နှံခဲ့ပါတယ်။အဲဒီအချိန်ကလူအများစုကလျှက်စစ်ကားတွေကိုမယုံကြည်ခဲ့ကြပါဘူး။ Tesla ကြာရှုံးမယ်လို့ထင်ခဲ့ကြပါတယ်။2008ခုနှစ်မှာ Tesla နဲ့ SpaceX နှစ်ခုစလုံးအခက်အခဲကြီးနဲ့ကြုံခဲ့ရပါတယ်။ Elon Musk ဟာဒီဝါလီခံလိုနီးပါဖြစ်ခဲ့ပါတယ်။သူ့မှာကြိုင်တဲ့ပတ်စံအနေကို Tesla နဲ့ SpaceX ထဲထည့်ပြီးနောက်ဆုံးခွင့်ရေးကိုလောင်ကြီးထည့်ခဲ့ကြပါတယ်။ကံကောင်းလို့လည်းမဟုတ်ပါဘူး။သူလက်မလျှော့ခဲ့လို့ပါ။နောက်ပိုင်း Tesla ကကမ္ဘာတန်ဖိုးအမြင့်ဆုံးကားကုမ္ပဏီတွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ Elon Musk ကနေတည်ဝင်နိုင်တဲ့သင်ခန်းစာ3ခုရှိပါတယ်။ပထမဆုံးအချက်ကတော့ကြီးမားတဲ့အိမ်မက်တွေမတ်ရဲတာပါ။လူအများစုကဖြစ်နိုင်တဲ့အရာတွေကိုတွေးကြတယ်။ Elon Musk ကတော့မဖြစ်နိုင်သေးတဲ့အရာတွေကိုပါတွေးတယ်။ဒါကြောင့်သူဟာအခြားသူတွေနဲ့မတူတဲ့ရလဒ်တွေရရှိခဲ့တာဖြစ်ပါတယ်။ဒုတိယအချက်ကတော့ကြာရှုံးမှုကိုမကြောက်ပါနဲ့။ rocket ပြတ်ကျခဲ့တဲ့ကုမ္ပဏီတွေအရှုံးပေါ်ခဲ့တယ်။လူတွေဝေဖန်ခဲ့ကြတယ်။ဒါပေမဲ့ Elon Musk ကမရက်ခဲ့ပါဘူး။အောင်မြင်တဲ့သူတွေကမကြာရှုံးဘူးတဲ့သူတွေမဟုတ်ပါဘူး။ကြာရှုံးပြီးတိုင်းပြန်ထနိုင်တဲ့သူတွေဖြစ်ပါတယ်။တတိယအချက်ကတော့အမြဲလေးလာနေပါ။ Elon Musk ဟာစာဖတ်ခြင်းနဲ့ကိုယ်တိုင်လေးလာခြင်းကိုတော့ဘယ်တော့မှမရက်ခဲ့ပါဘူး။ဒီနေ့မှလည်း technology နည်းပညာအသစ်တွေကိုဆက်လက်သင်ယူနေသေးဖြစ်ပါတယ်။ Elon Musk ရဲ့အောင်မြင်မှုကကံကောင်းလို့ရခဲ့တာမဟုတ်ပါဘူး။ကြီးမားတဲ့အိမ်မက်တွေမရဲခဲ့လို့ကြာရှုံးမှုတွေကြားကနေလမ်းလျှော့ခဲ့လို့တနည်းတစ်နေ့ပိုကောင်းလာအောင်ကြိုးစားခဲ့လို့ပဲဖြစ်ပါတယ်။ကိုဒီဗီဒီယိုကြည့်နေတဲ့မင်းမလည်းအိမ်မက်တစ်ခုတော့ရှိပါပါ။အခုချိန်မှာမဖြစ်နိုင်သေးဘူးလို့ထင်တော့လမ်းလျှော့လိုက်ပါနဲ့။ဒီနေ့မှာမင်းကြိုးစားမှုတွေကနေမင်းကိုမထင်ထားတဲ့နေရာတစ်ခုစီခေါ်ဆောင်သွားနိုင်ပါတယ်။ဒါကြောင့်အိမ်မက်ကိုမဆုံးလွတ်လိုက်ပါနဲ့။ဆက်ကြိုးစားနေပါမင်းအချိန်ကလည်းရောက်လာမှာပါ။နောက်ထပ် motivation video တွေလာအောင်မလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားခဲ့ကြပါဦး။